နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကိုရန်ကုန်မြို့မှာရှိတဲ့အာဇာနည်ပွဲမှာကျင်းပခဲ့ပါတယ်ဒီအခမ်းအနားကိုနိုင်ငံတော်သမ္မတပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမြို့သားလွှတ်တော်ဥက္ကဋ္ဌတပ်မတော်ကာကွယ်ဦးစီးချုပ်အပါအဝင်တပ်ဆိုင်ရာဝန်ကြီးတွေတက်ရောက်တာတွေ့ရပါတယ်အလားတူပါပဲအာဇာနည်ခေါင်းဆောင်များဤတားမြင့်မြင့်များလည်းတက်ရောက်တာတွေ့ရပါတယ်ခမ်းနားကိုဆောင်ရွက်ခဲ့ပါတယ်ထို့တူပါပဲဒါနိုင်ငံတော်ရဲ့ရုံးတွေပြီးတော့ကျွန်တော်တို့ပုတ်တိကရုံးတွေမှာနိုင်ငံတော်အလံတဝက်လျှော့ချတာတွေပြီးကျွန်တော်တို့ပြည်သူလူထုကလည်းအာဇာနည်ခေါင်းဆောင်များကြာဆုံးခဲ့တဲ့အချိန်မှာအော်ဆွဲတာတွေကျွန်တော်ကောင်းဟုန်းတီးတာတွေဒါတွေကျွန်တော်တို့မြင်ခဲ့ကြပါတယ်အလားတူပါပဲဒီရဲ့တစ်ဖက်မှာတော့လက်နက်ကိုင်အဖွဲ့တွေပေါ့ပြည်ထောင်စုကြီးအရေးအတွက်လက်နက်ကိုင်နေရပါတယ်ဆိုတော့ပြည်သူလူထုအတွက်လက်နက်ကိုင်နေရပါတယ်ဆိုတော့လက်နက်ကိုင်တာ290ကျော်ပြီး280ကျော်သွားပြီဆိုတော့လက်နက်ကိုင်အဖွဲ့များအာဇာနည်နေ့နဲ့ပတ်သက်၍မြည်သည့်အခမ်းအနားမှာကျင်းပခြင်းမပြုလုပ်တာပြုလုပ်တာလုံးဝမတွေ့ရပါဘူးတနည်းအားဖြင့်လုံးဝပြုလုပ်ခြင်းမရှိပါဘူးအဲ့တော့ခင်ဗျားတို့မြင်မိကြသေးလားဗျ KIA ကအာဇာနည်နေ့နဲ့ပတ်သက်ပြီးတော့သူတို့အခမ်းအနားတွေလုပ်တာဝန်내ကြောင်းထုတ်ပြန်တာတွေခင်ဗျားတို့တွေ့မိသလား KNU ရောတွေ့မိသလားအခြားသောလက်နက်ကိုင်အဖွဲ့တွေအဲ့တော့ဒီတရုတ်မြန်မာနယ်စပ်မှာရှိတဲ့ MMDA UWSA NDA အပါအဝင်လက်နက်ကိုင်အဖွဲ့များထိုင်းမြန်မာနယ်စပ်မှာရှိသောလက်နက်ကိုင်အဖွဲ့များပြီးရင်ကျွန်တော်တို့အိန္ဒိယမြန်မာနယ်စပ်မှာရှိသောလက်နက်ကိုင်အဖွဲ့များဒီလက်နက်ကိုင်အဖွဲ့များကအာဇာနည်နေ့အခမ်းအနားနဲ့ပတ်သက်ပြီးတော့ကျင်းပခဲ့တာခင်ဗျားတို့တွေ့ကြလားအဲ့တော့သူတို့ကြွေးကြော်ခဲ့တယ်ခင်ဗျားတို့လည်းကြားပါလိမ့်မယ်ကျွန်တော်တို့ကပြည်သူလူထုအတွက်လက်နက်ကိုင်နေရပါတယ်နိုင်ငံတော်ကြီးအတွက်လက်နက်ကိုင်နေရပါတယ်လို့သူတို့ရဲ့စကားတွေအများနဲ့ပြောနေပါတယ်ကျွန်တော်တို့ငငယ်လေးတွေကကျွန်တော်တို့ပတေဘဝလောက်တည်းကကျွန်တော်ဒီအတိုင်းကြားရတယ်ဗျာခင်ဗျားတို့လည်းကြားပါလိမ့်မယ်တကယ်ပဲသူတို့ပြည်တော်စုကြီးအတွက်တကယ်ပဲလက်နက်ကိုင်နေရတယ်ဆိုရင်ဒီလိုမျိုးအာဇာနည်နေ့မှာအာဇာနည်ခေါင်းဆောင်များကိုဝန်내ကြောင်းဂုံပြူကြောင်းသူတို့အခမ်းအနားတွေလုပ်ရမယ်စာတွေထုတ်ပြန်မယ်သူတို့တယောက်မှလုပ်တာမတွေ့ဘူးတစ်ဖွဲ့မှလုပ်တာမတွေ့ဘူးအန်လူကြီးကောလုပ်တာတွေ့သလားဗိုလ်ချုပ်ဆန်အပါဝင်အာဇာနည်ခေါင်းဆောင်တွေကဗမာတိုင်းသားတစ်ခုတည်းကိုကျိုးအတွက်လုပ်ခဲ့တာမဟုတ်ပါဘူးကျွန်တော်တို့မြန်မာနိုင်ငံကြီးထဲမှာမိသေးနေထိုင်ကြတဲ့တိုင်းသားများအားလုံးအတွက်ဆောင်ရွက်ခဲ့ကြတာပါတိုင်းပြည်ပြည်လုပ်ငန်းတွေလုပ်ခဲ့ကြတာပါဒီထဲမှာတိုင်းသားခေါင်းဆောင်တွေလည်းပါပါတယ်သို့တော်လည်းပဲဒါနဲ့ပတ်သက်ပြီးတော့ KNU ကဝန်내ကြောင်းလောက်တာခင်ဗျားတို့တွေ့သလား KIA တွေ့သလား CNF တွေ့သလား KNPP တွေ့သလားအခြားသောလက်နက်ကိုင်အဖွဲ့တွေတွေ့သလားတရုတ်မြန်မာနယ်စပ်မှာရှိကြတဲ့လက်နက်ကိုင်အဖွဲ့တွေတွေ့ကြသလားသူတို့လောက်ခဲ့ကြသလားခင်ဗျားတို့တော့ပြန်ကြည့်ပါအာဇာနည်ခေါင်းဆောင်တွေကပြည်တော်စုအကြီးအတွက်အသက်ပေးခဲ့ရတာပါတိုင်းပြည်လုပ်ငန်းတွေဆောင်ရွက်နေအသက်ပေးခဲ့ကြရတာပါရန်ကုန်တိုင်းတစ်ခုတည်းအတွက်မန္တလေးတိုင်းတစ်ခုတည်းအတွက်အစသဖြင့်ဆောင်ရွက်ခဲ့ရင်အသက်ပေးခဲ့ကြရတာမဟုတ်ပါဘူးဒီထဲမှာတိုင်းသားခေါင်းဆောင်တွေလည်းပါပါတယ်အဲ့တော့ခင်ဗျားတို့ကြည့်လိုက်ပါအဲ့တော့သူတို့ရဲ့တစ်ဖက်မှာကျွန်တော်တို့နိုင်ငံတော်အစိုးရကိုကြိုက်ချင်းမကြိုက်ချင်းတပ်မတော်ကိုကြိုက်ချင်းမကြိုက်ချင်းခဏထားဒီပေါ်မှာကျွန်တော်တို့မဆွေးနွေးလို့သူတို့ရဲ့ရည်ရည်ချက်တွေတို့ရှိလိမ့်မယ်ကျွန်တော်အဲ့လိုနားလည်ပြီလေအစိုးရကိုမကျေနပ်ဘူးရရထားတပ်မတော်ကိုမကျေနပ်ဘူးရရထားဒါတွေ့တာနိုင်ငံရေးအယူဝါဒတွေအရနိုင်ငံရေးယုံကြည်ချက်တွေအရဟုတ်ပြီဒါဆိုရင်ခင်ဗျာအာဇာနည်ခေါင်းဆောင်တွေကပြည်တော်စုကြီးအရေးအတွက်ဆောင်ရွက်ရင်းနဲ့အသက်ပေးခဲ့ကြရတာဗျအသက်ပေးခဲ့ကြရတာဘာကြောင့်ဒီအဖွဲ့တွေအာဇာနည်နဲ့ပတ်သက်ရင်ဘာလို့အခမ်းအနားတွေမကျင်းပရလဲရှင်းလေးပဲသူတို့ခင်ဗျားတို့ညာနေတာနှစ်ပေါင်းများစွာညာနေတာပြည်တော်စုကြီးအတွက်ငါတို့လက်နက်ကင်ရပါတယ်ဒေသခံပြည်သူလူထုရဲ့အခွင့်အရေးအတွက်ငါတို့လက်နက်ကင်နေရပါတယ်ဆိုတော့ခင်ဗျားတို့ညာနေတာရိုးလေးပဲစဉ်းစားကြည့်လိုက်နော်တပ်မတော်ကိုမကြိုက်လို့ရတယ်အစိုးရကိုမကြိုက်လို့ရတယ်မကြိုက်လို့ရတယ်ဒါကျွန်တော်သဘောထားကွဲလဲခွဲသူတို့မှလည်းသူတို့ရက်တိချက်တွေရှိတယ်သို့တော်လည်းပဲကျွန်တော်တို့ခင်ဗျားတို့ချစ်ပါတယ်ဆိုတဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်တွေကကရင်ပြည်နယ်တစ်ခုလုံးအတွက်လည်းလုပ်ခဲ့တာမဟုတ်ဘူးဗျကချင်တွေလည်းတစ်ခုလုံးအတွက်လည်းလုပ်ခဲ့တာမဟုတ်ဘူးဗျကျွန်တော်တို့ပြည်တော်စုကြီးအတွက်အသက်ပေးခဲ့ရတာဗျပြည်တော်စုကြီးအတွက်တိုင်းပြည်လုပ်ငန်းတွေလုပ်ရင်းနဲ့ကျွန်တော်တို့အသက်ပေးခဲ့ရတာလုံးကြံခံခဲ့ရတာဒါကိုလက်ရှိ KNPP KNU CNF KIA AA တရုတ်မြန်မာနယ်စပ်မှာရှိလက်နက်ကိုင်အဖွဲ့တွေဘယ်လက်နက်ကိုင်အဖွဲ့တွေအများဝန်내ကြောင်းအခမ်းအနားကျင်းပတာခင်ဗျားတို့တွေ့ရလားအဲ့တော့သူတို့လောက်တာတစ်ခုတော့ရှိတယ် KNU ရဲ့ခေါင်းဆောင်ဖြစ်တဲ့စောဘဦးသေတဲ့နေ့တော့သူတို့ခန်းခန်းနာကျင်းပါတယ်ဒါကသူတို့ကဒီပြည်တော့အာဇာနည်ခေါင်းဆောင်ကြီးများကိုစောဘဦးလောက်သူတို့အလေးမထားဘူး
KIA လည်းထုံနည်းတူပဲအခြားသောလက်နက်ကိုင်ဘွဲတွေထုံနည်းတူပဲဗျဒါကြောင့်ကျွန်တော်မိတ်ဆွေများအနေနဲ့စဉ်းစားရမှာကတကယ်ပဲဒီလက်နက်ကိုင်အဖွဲ့တွေကပြည်တော်စုကြီးအတွက်သူတို့တွေးခေါ်ပြီးလုံနေကြတာလားနေမြေရရှိရေးတရားစာထရရှိရေးလူသစ်စုဆောင်ခွင့်ရရှိရေးတော့သူတို့တိုက်နေကြတာနေမြေတွေယူနေကြတာဘာပြည်တော်စုကြီးကအရေးတော့မှမဟုတ်ဘူးပြည်တော်စုကြီးတဲ့အရေးအတွက်ဆိုရင်ပြည်တော်စုကြီးရဲ့အရေးအတွက်ဆိုရင်အာဇာနည်နဲ့အခမ်းအနားမကျင်းပရဲကြဘာတစ်ခုမှမရှိဘူးကဲကျွန်တော်ဗုဒ္ဓဘာသာရဲ့ကျွန်တော်တို့သဘောတဘာဝတွေအရာကျွန်တော်တို့တာဆုံးသွားတဲ့အာဇာနည်ခေါင်းဆောင်များနဲ့ပတ်သက်၍ကျွန်တော်တို့ဒါလက်ရှိကျွန်တော်တို့နိုင်ငံတော်ဘက်ကပြည်ကျော်တိုင်းပြည်နယ်အစိုးရအဖွဲ့တွေပေါ့ဗျာအစိုးရအဖွဲ့တွေကကျွန်တော်တို့ကောင်းမှုကုသိုလ်တွေလုပ်ကြတယ်စိုးနေကတ်ကြတယ်စသဖြင့်ပေါ့ဗျာအမျိုးမျိုးကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်ဒါဆိုရင်ခင်ဗျအခြားသောဘာသာဝင်တွေရောလုပ်လို့မရဘူးလားလုပ်လို့ရတယ်ဘယ်သူမှမလုပ်ကြဘူးဒါခင်ဗျားတို့ကျွန်တော်စဉ်းစားဖို့ပြောတာကျွန်တော်မနေ့ကဒီသတင်းတင်ပြဖို့ပဲတိုးတော်လည်းပဲကျွန်တော်မတင်ပြဘူးဆိုတာကကျွန်တော်တို့အချက်လက်ကိုခိုင်အောင်ပြန်ဆောင်နေတာရခိုင်လက်နက်ကိုင်ပွဲ AA ကောလောက်တာခင်ဗျားတို့တွေ့သလားသူတို့ပြောတဲ့ပြည်တော်စုကြီးအတွက်ပြည်တော်စုကြီးအရေးဆိုတာခင်ဗျားတို့ယုံသလားသူတို့အရေးအတွက်သူတို့လုပ်နေတာသူတို့ရဲ့လမ်းစဉ်အတွက်သူတို့ရဲ့အိမ်မက်တွေသူတို့အကောင့်တွေဖော်နေတာ KIA ကလည်းသူ့ရဲ့ဝန်ပေါက်နိုင်ငံတီထောင်နိုင်ရေး AA ကလည်းသူ့ရဲ့ဟလာကျွန်တော်တို့ Arrogant Dream ပေါ့ဗျာ KNU ကလည်းကိုတူလေးအပြီးကျွန်တော်တို့ဟိုဘက်ကလည်းတရုတ်မြန်မာနယ်စပ်မှာရှိတဲ့လက်နက်ကိုင်ဖွဲ့တွေကလည်းပြည်တော်စုကြီးမှာခွဲမထွက်ပါဘူးဆိုတာခွဲမထွက်ပါဘူးလို့အများအားပြောတယ်ပြည်တော်စုကြီးအတွက်ဘသူတွေနာကျင်အောင်လုပ်ခဲ့တယ်လေပြည်တော်စုကြီးနဲ့ပတ်သက်ရင်ဘသူတွေနာကျင်အောင်လုပ်ခဲ့တယ်လေခင်ဗျားတို့စဉ်းစားကြည့်ပါဒါကြောင့်ကျွန်တော်တို့ဗမာတိုင်းသားတွေအနေနဲ့တိုင်းပြည့်ချစ်ကြတော့ကျွန်တော်တို့ရဲ့တိုင်းသားများအနေနဲ့ခင်ဗျားတို့စဉ်းစားပါကျွန်တော်တို့မှာအသားရောင်ခွဲခြားမှုလုံးဝမရှိဘူးကိုယ်ဝဲရဘာသာလုံးဝခွဲခြားမှုမရှိကျွန်တော်တို့အားလုံးကမြန်မာနိုင်ငံသားတွေပဲကျွန်တော်တို့မြန်မာနိုင်ငံသားတွေစဉ်းစားရမှာကဒီလူတွေခင်ဗျားတို့ဂျင်းတက်တာနှစ်ပေါင်း10နဲ့ချီနေပြီရိုးလေးပဲစဉ်းစားကြည့်လိုက်မနေ့ကဖြစ်စဉ်ပဲခင်ဗျားတို့စဉ်းစားကြည့်လိုက်စဉ်းစားဖို့လိုတယ်သူတို့ရဲ့ပြောနေတဲ့တော်ကီတွေအောက်မှာခင်ဗျားတို့မျောပါပြီးမသွားဖို့လိုတယ်လိန်နေတာအဲ့ဒါသူတို့အကျိုးအတွက်သူတို့လုံနေကြတာနောက်ထပ်ဒီလိုဆက်ပြီးတင်ပြပေးကြပါမယ်ဒါကတော့ NSPNC နဲ့ TNL တို့မနေ့ကနေပြည်တော်မှာတွေ့ဆုံခဲ့ပါတယ်ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီးတော့ပြည်ပြင်းမီဒီယာတွေကတော့သူတို့ရဲ့ရှုထောင့်ဘောင်းဆောင်ကနေပြီးတော့သုံးသက်ချက်တွေအမျိုးမျိုးထွက်ပြောနေကြတယ်ရေးနေကြတယ်သုံးသက်ချက်တွေသူတို့ကြည့်တဲ့သူတို့မြင်တဲ့မြင်ကွင်းသူတို့ကြည့်တဲ့ရှုထောင့်သူတို့ဖြစ်ချင်တဲ့ဆန္ဒဒါတွေချရေးနေကြပါတယ်ဒါတွေထွက်ပြောနေကြပါတယ်ကျွန်တော်ဒီနေရာမှာ TNL ရဲ့ဆန္ဒလို့ပြောနေရမှာမဟုတ်ပါဘူးမီဒီယာသမားတွေရဲ့ဆန္ဒလို့ပဲကျွန်တော်ပြောတာပါပြည်ပမီဒီယာတွေကတော့ပြည်အောင်စုကြီးနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ဆန္ဒကိုထွက်ပြောနေကြပါတယ် TNL ရဲ့ဆန္ဒဟုတ်ချင်မှဟုတ်မယ်ဟုတ်ရင်လည်းဟုတ်မယ်သို့တော်လည်းပဲဒါတွေကမီဒီယာသမားတွေရဲ့ပြည်ပြည့်အုပ်စုတွေရဲ့ဆန္ဒလို့ကျွန်တော်နားလည်ရပါတယ်ဆန္ဒလို့နားလည်ရပါတယ်မနေ့ကကျွန်တော် TNL ဘက်ကဒုက္ခရတာကြကြဥဆောင်ပါတယ် NSPNC ကတော့ NSPNC ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဒုရဗိုလ်ချုပ်ကြီးရာပြည့်ဥဆောင်ပါတယ်နှစ်ဖက်ဆွေးနွေးခဲ့ကြပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒါနှစ်ဖက်ကတော့ကျွန်တော်တို့ပူပေါင်းဆောင်မဲ့ကိစ္စတွေငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်တွေဆွေးနွေးခဲ့ကြပါတယ်ဒါကတော့ကျွန်တော်တို့ထူးခြားပါတယ်ပြီးခဲ့တဲ့ကာလတွေကကျွန်တော်တို့ဒီ MMDA TNL စတဲ့တရုတ်မြန်မာနယ်စပ်မှာရှိတဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့ကျွန်တော်တို့ဆွေးနွေးတဲ့အခါမှာတရုတ်နိုင်ငံဘက်ချက်မှာဆွေးနွေးကြပါတယ်ဒါမနေ့ကဆွေးနွေးမှုကတော့နေပြည်တော်မှာဆွေးနွေးတာကဒါကထူးခြားပါတယ်ထူးခြားတဲ့ကျွန်တော်အခင်းချင်းလည်းဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တော့တစ်ထစ်ကြဘာမှမပြောသေးပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်လည်းဒီ TNL နဲ့ပတ်သက်ပြီးတော့အင်တာဗျူးတွေလုပ်ချင်ပါသေးတယ်သူတို့ရဲ့ဆန္ဒဘာရှိတယ်လဲပေါ့လက်ရှိတော့ကျွန်တော်တို့ပြည်ပြင်းမီဒီယာတွေကတော့ဒါ၎င်းတို့ရဲ့သတင်းဌာနတွေရဲ့အကျိုးစီးပွားသတင်းဌာနတွေရဲ့လိုလားချက်တွေနဲ့ပတ်သက်ပြီးတော့သူတို့လိုချင်တာသူတို့ခြိုက်နေပါတယ်ခြိုက်နေကြပါတယ် TNL က2023ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာရှမ်းမြောက်ဒေသမန္တလေးတိုင်းဒေသကြီးမှာတိုက်ပွဲတွေဖော်ဆောင်ခဲ့ပါတယ်အလားတူပါပဲသူတို့ရဲ့မဟာမိတ်တွေကတော့ MMDA KNDF PDF DPLA PLA MDY PDF တို့နဲ့ပူးပေါင်းပြီးတော့10-20ခွန်ဖော်ဆောင်ခဲ့ကြပါတယ်အဲ့ဒီနောက်မှာရှမ်းမြောက်ဒေသမှာရှိတဲ့မမ်တုံနတ်ဆန်နခန်ကုတ်ခိုင်မိုင်းကော့နမတူကြောင်မဲနောင်ချိုတီဘောမိုးမိတ်မိုးကုတ်စားတဲ့ area တွေကိုထိန်းချုပ်ခဲ့ပါတယ်သူတို့ထိန်းချုပ်တဲ့ area ကာလမှာကျွန်တော်တို့ဒီမန္တလေးတိုင်းမိုးကုတ်မှာရှိတဲ့မိုးကုတ်ကောက်ကွင်းအဲ့တော့မိုးကုတ်ကောက်ကွင်းကိုကျွန်တော်တို့ကံအဖြစ်တူးသွားကြပါတယ်တူးတဲ့အခါမှာကျွန်တော် TNL နဲ့မန္တလေး PDF ဖွဲ့တို့ပူးပေါင်းပြီးတော့ကျွန်တော်တူးသွားကြပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဒီနေရာတွေရောက်ခဲ့ပါတယ်
လားတူပါပဲကျွန်တော်တို့ TNL ထင်းချုပ်တဲ့နေရာတွေမှာရှိတဲ့နိုင်ငံတော်ရဲ့ဆေးရုံတွေမှာအပေါက်ခံခဲ့ရပါတယ်ဆေးရုံသုံးပစ္စည်းတွေခေါ်ယူခြင်းခံခဲ့ရပါတယ်ဒါတွေလည်းကျွန်တော်တို့ရိုက်ပြခဲ့ပြီးဖြစ်ပါတယ်ရိုက်ပြခဲ့ပြီးဖြစ်ပါတယ်ထို့နောက်မှာတော့တပ်မတော်ကဒီ area တွေပြန်လည်ရရှိဖို့အတွက်တပ်မတော်ကထိုးစစ်ဆင်ခဲ့ပါတယ်ထိုးစစ်ဆင်ပြီးတဲ့နောက်ပိုင်းမှာနောက်ချိုကြောင်မဲတီဘောမိုးကုတ်မိုးမိတ်တို့ကိုတပ်မတော်ကပြန်ပြီးတော့ရရှိခဲ့ပါတယ်TNL က NUG နဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့စကိုင်းမကွေးက PDF တွေကိုဒါခေါ်ယူပြီးတော့စစ်တင်တန်းပေးတာတွေလက်နက်တက်ဆင်ပေးတာတွေဒါတွေဆောင်ရွက်ခဲ့ပါတယ်ဒါတွေဆောင်ရွက်ခဲ့ကြပါတယ်ဒါကကျွန်တော်တမိုင်းမှာဖြစ်ခဲ့တဲ့အရာတွေပါမဝေးခဲ့တော့တမိုင်းမှာဖြစ်ခဲ့တဲ့အရာတွေကျွန်တော်ပြန်ပြီးတင်ပြပေးတာဖြစ်ပါတယ်ထို့တူပါပဲဒီ TNL နဲ့မန္တလေး PDF အဖွဲ့တွေကမန္တလေးတိုင်းမှာရှိတဲ့ကျွန်တော်တို့မိုးကုတ်တပိတ်ချင်းပြီးတော့စင်ကူမရိယာ area တွေသူတို့ထိချုံစင်ကာလာမှာဒီ area မှာရှိတဲ့ကျွန်တော်တို့ရွှေထွက် area တွေမှာသူတို့ရွှေတွေအလုံးစုံတူတာတွေတစ်တွေခိုးထုတ်တာတွေကျွန်တော်တွေ့ခဲ့ရပါတယ်ဒါကျွန်တော်တွေ့ခဲ့ရတဲ့မြင်ကွင်းမှာကျွန်တော်တို့ဒါငိမ့်ငိမ့်နဲ့ပတ်သက်တော့ဇာကောဝိုင်းပေါ်မှာအဖြေရှာကြမှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ဒါငိမ့်ငိမ့်ဖို့ငိမ့်ငိမ့်အတွက်လိုလားပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နောက်လာမယ် TNL နဲ့ NSPIC တို့ရဲ့ဒါနောက်ထပ်ဆွေးနွေးပွဲတွေမှာဆိုကျွန်တော်တို့ဒီအစည်းအဝေးသွားမယ်သွားပြီးတော့ TNL ရဲ့သဘောထား TNL ရဲ့စာနာနဲ့ပတ်သက်ရင်ကျွန်တော်တို့ interview တွေလုပ်ပါမယ်။ဘာကြောင့်လဲဆိုတော့ဒါပြည်သူလူလည်းသိသင့်ပါတယ်ကျွန်တော်တို့ဒီပြည်ုံးလေးရနေပြီးတော့ကျွန်တော်နောင်ချိုဘက်ကိုသွားတဲ့အခါမှာအဲ့မှာအုံမကတကြောမှာနှစ်ဖက်တိုက်ပွဲတွေကြောင့်ခင်ဗျာအစာအုပ်တွေအားလုံးအကောင်းရလို့မရှိပါဘူးတကယ်ဆေးရအနှိမ့်ထားရောအဝေးသွားကြမလို့ပါဘူးခင်ဗျားတို့ဒီပြည်ုံးလေးနဲ့နောင်ချိုလောက်သွားရင်ခင်ဗျားတို့တွေ့ရပါလိမ့်မယ်တကယ်ကိုဆေးရအနှိမ့်ထားရုံနဲ့ခင်ဗျားတို့မြင်ရပါလိမ့်မယ်ကျွန်တော်တို့ကတော့ဒါ NSPNC နဲ့ TNL ရဲ့တွေ့ဆုံမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အကောင်းမြင်ပါတယ်ငိမ့်နဲ့ပတ်သက်ရင်တော့ကျွန်တော်တို့လက်နက်နဲ့ဖြည့်ရှင်းလို့မရပါဘူးငိမ့်စကွယ်ဝိုင်းပေါ်လာဖို့လိုပါတယ်သို့တော်လည်းပဲတက်မတော်ကတော့ကျွန်တော်တို့ငိမ့်နဲ့ပတ်သက်ရင်တော့လှုပ်ထိုက်တာတွေလုပ်မှာဖြစ်ပါတယ်နောက်ထပ်ဒီမိုဆိုက်တင်ပြပေးချင်ပါတယ်ဒါကတော့ဘင်္ဂလားဒေ့ရှ်နဲ့အမေရိကန်တို့ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေစတင်ပြီးတော့ပြုလုပ်နေပြီဖြစ်ပါတယ်အဲ့တော့မြန်မာနဲ့ရုရှားနှစ်နိုင်ငံကြီးတက်ခြင်းပူးပေါင်းပြီးတော့စစ်ရေးလေ့ကျင့်မှုတွေပြီးတဲ့နောက်ပိုင်းမှာရပိုင်းအတွင်းမှာပဲဒါဘင်္ဂလားဒေ့ရှ်နဲ့အမေရိကန်တို့ကတော့ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေစောင့်ရနေပြီဖြစ်ပါတယ်အဲ့တော့ဘင်္ဂလားဒေ့ရှ်ဆိုတော့အားလုံးသိတဲ့အတိုင်းပါပဲကျွန်တော်တို့ရခိုင်ပြည်နယ်မြောက်ပိုင်းဘူးသီးတောင်မောင်တော့နတ်မြစ်ရဲ့တစ်ဖက်ကမ်းအဲဒီဘက်မှာတည်ရှိတဲ့နေရာခင်ဗျားတို့လည်းသိပါလိမ့်မယ်အချို့သောအရာတွေကတိုက်ဆိုင်တာမဟုတ်ပါဘူးစနေနေ့ကျလုံးနေကြခြင်းဖြစ်ပါတယ်အမေရိကန်နဲ့ဘင်္ဂလားတို့ရဲ့ဒါစစ်ရေးလေ့ကျင့်မှုကဇူလိုင်လ19ရက်နေ့ကနေပြီးတော့ဇူလိုင်လ31ရက်နေ့ထိ73ရက်ကြာကျင်းပပြုလုပ်မှာဖြစ်ပါတယ်နှစ်ဖက်ပေါ့ဗျာဘင်္ဂလားဒေ့ရှ်ဘက်ကောဒီဘက်ကအမေရိကန်ဘက်ကောနှစ်ဖက်ဒါတပ်ဖွဲ့ဝင်အားလုံး184ဦးပါဝင်ပြီးတော့ကျွန်တော်တို့စစ်ရေးလေ့ကျင့်ကြမှာဖြစ်ပါတယ်ဒီခါမှာအမေရိကန်တာမန်ကြီးကစစ်ဘက်ဆိုင်ရာထိတွေ့ဆက်ဆံမှုတွေဒါပို့ပြီးတော့ခိုင်မာလာစေဖို့ဖွံ့ဖြိုးတိုးတက်တဲ့အိန္ဒိယပြည်စပိတ်ဒေသဖြစ်ထွန်းရေးနှစ်နိုင်ငံအကျိုးရှိရေးဒါတွေကျွန်တော်တို့ထည့်သွင်းပြောဆိုတော့တွေ့ရပါတယ်လားတူပါပဲဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ကတော့ဒီလေ့ကျင့်မှုနဲ့ပတ်သက်ပြီးတော့စစ်ဘက်ဆိုင်ရာဆက်ဆံရေးမှာအရေးပါတဲ့မန်နိုင်တစ်ခုဖြစ်တယ်လို့ပြောဆိုသွားတာတွေ့ရပါတယ်လားတူပါပဲကျွန်တော်နိုင်ငံတပ်မတော်စစ်ရေးဆွမ်းဆောင်ရေးများတိုးတက်လာမှာဖြစ်ပြီးတော့ရေရှည်ဖြူဝါမြောက်ပူးပေါင်းဆောင်ရွက်မှုတွေအားကောင်းစေမှာဖြစ်တယ်လို့ဖော်ပြတာတွေ့ရပါတယ်ဒါတော့ကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်မီဒီယာတွေမှာဖော်ပြချက်ပါပဲလက်ရှိမှာကျွန်တော်တို့ဒါဘင်္ဂလားဒေ့ရှ်ရဲ့စိတ်ကမ်းတွေမှာဆိုရင်အမေရိကန်ရဲ့ရေတပ်သင်္ဘောတွေဒါကျွန်တော်တို့1000နားနိုင်ဖို့ထောက်ပို့လုပ်နိုင်ဖို့ဒါနှစ်ဖက်သဘောတူတာရှိလာပါပြီဒါတွေကကျွန်တော်တို့သဘာဝကျကျဖြစ်လာတာဖြစ်ပါတယ်သဘာဝကျကျကိုဖြစ်လာတာပါဒီထက်မြင်ရမယ့်မြင်ကွင်းတွေလည်းခင်ဗျားတို့တွေ့ရပါလိမ့်မယ်ဒါတော့ကျွန်တော်တို့ဘင်္ဂလားဒေ့ရှ်နဲ့အမေရိကန်ရဲ့ပူးတွဲစစ်ရေးလေ့ကျင့်မှုကအတာမန်ဖြစ်လာတာမဟုတ်ပါဘူးလက်ရှိကျွန်တော်တို့ရခိုင်ပြည်နယ်မြောက်ပိုင်းရဲ့အခြေအနေနဲ့ပတ်သက်ရင်ရခိုင်ပြည်နယ်မြောက်ပိုင်းတကြောမှာကျွန်တော်တို့တနည်းအားဖြင့်ကျွန်တော်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာလက်လွတ်နေရပါတယ်ဒါလည်းအရှိတရားပါပဲဒါကျွန်တော်ဝန်ခံပါတယ်ဒါလည်းအရှိအတိုင်းပါပဲသို့တော်လည်းပဲရခိုင်ပြည်နယ်ရဲ့အခြေအနေကကျွန်တော်တို့ရန်ကုန်အစိုးရလောက်မဆိုးသေးပါဘူးရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေမှာလက်ရှိကျွန်တော်လွှတ်တော်လက်ပတ်နေပါတယ်နိုင်ငံတော်ရဲ့တနည်းအားဖြင့်ပြည်နယ်အစိုးရအဖွဲ့ရဲ့လုပ်ငန်းစဉ်တွေလက်ပတ်နေပါတယ်အုပ်ချုပ်ရေးတွေလက်ပတ်နေပါတယ်နောက်တစ်ခုကကျွန်တော်တို့ရခိုင်ပြည်နယ်ရဲ့အခြေအနေကပင်လယ်ပြင်ကိုတပ်မတော်ကစိုးမိုးထားပါတယ်ရခိုင်ပြည်နယ်ရဲ့မြို့တွေအများစုကပင်လယ်ကမ်းစပ်မှာပဲတည်ထားကြတာပါပင်လယ်ကမ်းစပ်တွေမြစ်တွေရဲ့ကမ်းစပ်တွေမှာတည်ထားကြတာပါသင်္ဘောတွေအဝင်ထွက်ပြုလုပ်လို့ရတဲ့နေရာတွေမှာမြို့တွေရှိပါတယ်အဲ့တော့ရခိုင်လက်နက်ကိုင်ဖွဲ့ AD ရှိတဲ့နေရာကပင်လယ်ပြင်မှာရှိတဲ့ရေတပ်သင်္ဘောတွေရဲ့လက်နက်ကြီးတကမ်းစာမှာရှိပါတယ်ပြီးရင်တပ်မတော်ကဝေဟင်ကိုအပြည့်အဝစိုးမိုးထားပါတယ်ချက်ချင်းတုံ့ပြန်နိုင်ပါတယ်
လက်ရှိဒီတက်မတော်ကဆေးရရေးပါတဲ့နေရာတွေကိုတောက်လျှောက်ကျွန်တော်တို့ထိုးဖောက်ပြီးထိုးစစ်ဆင်နေပါတယ်လက်ရှိမှာကျွန်တော်တို့မင်းတုံးကနေပြီးတော့ကျွန်တော်တို့မင်းတုံးဘက်ကနေပြီးတော့ထိုးစစ်ဆင်နေပါတယ်ပြီးကျွန်တော်တို့အေယာဝတီတိုင်းနဲ့ရခိုင်ပြည်နယ်တောင်ပိုင်းရဲ့အဆက်ပြီးကျွန်တော်တို့ပဲခူးတိုင်းနဲ့ရခိုင်ပြည်နယ်ရဲ့အဆက်မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အဆက်ပြီးကျွန်တော်တို့ရခိုင်ပြည်နယ်တောင်ပိုင်းစတဲ့နေရာတွေတက်ဖြတ်ပြီးတော့ကျွန်တော်တို့ထိုးစစ်ဆင်ပါတယ်ဒီနေရာတွေစစ်ဦးကျိုးသွားပြီဆိုရင်တော့ဒီနေရာတွေမှာရခိုင်လက်နက်ကိုင်အဖွဲ့အေကစစ်ဦးကျိုးသွားပြီဆိုတော့ကျွန်တော်တို့တပြောလုံးပြရမှာပါသူရဲ့ဆေးရဲ့သဘောကကျွန်တော်တို့ဒိုးဆက်တွေအတိုင်းပါပဲအဲ့တော့ဒိုးဆက်တွေကကျွန်တော်ရှေ့ရဲ့ဒိုးဆက်ချောင်းဖြိုးပြီးဆိုရင်ကျွန်တော်တို့အတန်းလိုက်ဖြိုးပါတယ်ဒါတွေကကျွန်တော်တို့ရှေ့မှာတွေ့ခဲ့ပြီးဖြစ်ပါတယ်တက်မတော်ကရခိုင်ပြည်နယ်မှာကျွန်တော်တို့နှုံမျိုးနဲ့ try အိန္ဒိယမြန်မာဘင်္ဂလားဒေ့ရှ်သုံးနိုင်ငံစုံချက်နေရာတည်ရှိတဲ့နှုံမျိုးနဲ့ try မှာစပြီးကျွန်တော်တို့ဖြိုးပါတယ်တက်မတော်ရဲ့ကျွန်တော်စကန်တွေစပြီးတော့ကျပါတယ်ကြားတဲ့ခါမှာကျွန်တော်တို့တော်တော်ကြီးများများကျသွားပါတယ်ဒါကျွန်တော်ဆေးရဲ့သဘောပါပဲလာတူပါပဲကျွန်တော်တို့ဒီဘက်ရှမ်းမြောက်ဒေသမှာလည်းထုတ်တူပါပဲခင်ဗျားတို့လည်းမြင်ငယ်ပြီးသွားပြီဖြစ်ပါတယ်လာတူပါပဲကျွန်တော်တရုတ်မြန်မာနယ်စပ်မှသည်ဗမော်ဧရိယာအထိရွှေကူအထိအဲ့ဒီမှာလည်းခင်ဗျားတို့မြင်ငယ်ပြီးသွားပြီဖြစ်ပါတယ်အဲ့တော့ဆေးရဲ့သဘောကအဲ့ဒီတိုင်းပါပဲအဲ့တော့ဆေးကကျွန်တော်တောက်လျှောက်ရပြီဆိုတော့တောက်လျှောက်ကျွန်တော်တို့အကုန်ရပါတယ်အဲ့ဒီသဘောပါပဲအဲ့တော့ရခိုင်လက်နက်ကိုင်အဖွဲ့အေကသူတို့ရဲ့ခံစစ်ပြင်ထားတဲ့နေရာတွေကျိုးပြီဆိုရင်တော့သူတို့ပင်လယ်တဲ့ခုံချဖို့တခါလေးပြင်ထားပါကတောင်းကြိုက်ထားပါဒါမှမဟုတ်လေလက်ရှိယခုချိန်ကြီးခင်ဗျားတို့ဘောကွင်းတွေပြင်ထားပါငါပြောလုံးတွေခုတ်ပြီးတော့ခင်ဗျားတို့ဖောင်လုပ်ထားပါခင်ဗျားတို့ပြေးရပါလိမ့်မယ်သူတို့ပြေးစရာတစ်ပေါက်ပဲရှိပါတယ်အဲ့ဒါကကျွန်တော်တို့ဘင်္ဂလားဘက်ကိုပြေးဖို့ပဲကြံပါတယ်ပြေးဖို့ပဲရှိပါတယ်ကြံတာတော့တိတ်မတွေ့ရဘူးဗျတိတ်မတွေ့ရပါဘူးအဲ့တော့တမိုင်းကနေဆုံးဖြတ်သွားပါလိမ့်မယ်အချိန်တွေကဆုံးဖြတ်သွားပါလိမ့်မယ်လက်ရှိမှာတော့ဘင်္ဂလားဒေ့ရှ်နဲ့အမေရိကန်ရဲ့စစ်ရေးလေ့ကျင့်မှုတွေက19ရက်နေ့မှာစပါတယ်31ရက်နေ့မှာပြီးပါမယ်ကြာချိန်ကတော့73ရက်ဖြစ်ပါတယ်နောက်ထပ်သင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်တောင်ပိုင်းမှာတပ်မတော်ကဝင်ထိုးစစ်ကိုအရှိန်မြင့်နေပါတယ်ဒီအပိုင်းမှာဆိုရင်မင်းတပ်ထီလင်းကြကစစ်ရေးကုံသွေးရရေးပါတဲ့ရွှေအောင်သာကြီးရွာကိုတပ်မတော်ကရရှိအတွက်ထိုးစစ်ဆင်နေပါပြီဒီနေရာကချင်းပြည်နယ်ပြီးရင်ကျွန်တော်ရောဒေသရခိုင်ပြည်နယ်အတွက်ရခိုင်ပြည်နယ်စတဲ့ဒီ3နေရာရဲ့ဆုံးချက်ပါကုသန်းရောင်းဝယ်ရဲ့ဆုံးချက်ပါဒီနေရာရွှေအောင်သာရွာမှာရှိတဲ့တပ်မတော်ရဲ့စကန်ပြန်ပြီးတော့ပြန်ထိုင်နိုင်ရေးပေါ့ဗျာပြန်ထိုင်နိုင်ရေးအတွက်တပ်မတော်ကစပြီးတော့ထိုးစစ်ဆင်နေပါတယ်ဒီနေရာရသွားပြီဆိုရင်တော့ကျွန်တော်တို့ထပ်ပြီးတော့ရောဒေသရခိုင်ပြည်နယ်ချင်းပြည်နယ်ရဲ့ကုန်သွယ်မှုလမ်းကြောင်းကိုထပ်မံပြီးတော့ပိတ်ဆို့နိုင်မှာဖြစ်ပါတယ်ဒီနေရာကိုတပ်မတော်က2024ခုနှစ်ဇွန်လ19ရက်နေ့မှာဒီနေရာကနေဆုတ်လိုက်ရပါတယ်လက်ရှိမှာကျွန်တော်ပြန်ပြီးတော့ဒီနေရာမှာစကန်ပြန်ထိုင်နေမှုအတွက်ထိုးစစ်ဆင်နေပါတယ်ထိုးတူပါပဲဒီကနေ့ဇူလိုင်လ20ရက်နေ့မိုးလ2:15မိနစ်အချိန်မှာတပ်မတော်ကမြောက်ဦးနဲ့ကြောက်တော်မြို့နယ်မှာရှိတဲ့ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့စကန်တွေကိုတောက်လျှောက်လင်းအုပ်လိုက်ချပြီးတော့တောက်လျှောက်ဘုံကျဲနေပါတယ်အဲ့တော့ကျွန်တော်တို့စဉ်းစားတာကတပ်မတော်ကကျွန်တော်တို့ဒါရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့ရှိတဲ့နေရာတွေကိုကျွန်တော်တို့အဂျိုတူကနေပြီးတော့အချက်လက်ရယူတာတွေပြီးရင်ကျွန်တော်တို့ဒါ UAV တွေ drone တွေကနေပြီးအချက်လက်ရယူတာတွေနီလန်မျိုးစုံနဲ့ရယူပြီးတော့ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့အုံနဲ့ကျင်းနဲ့ရှိတဲ့နေရာတွေကိုတောက်လျှောက်ဘုံကျဲရှင်းလင်းနေတာဖြစ်ပါတယ်ခင်ဗျာဂျိုတူကနေအချက်လက်ရကြည့်ပေါ့ဗျာရနိုင်ကြနီလန်တွေလည်းရှိပါတယ်အပြီးခဲ့ရကဆိုရင်ကျွန်တော်တို့ဒါတပ်မတော်နဲ့ရုရှားတို့ဒါနှစ်နိုင်ငံစစ်ရေးပူးပေါင်းလေ့ကျင့်မှုတွေလည်းဆောင်ရွက်ခဲ့ကြပါတယ်အဲ့တော့ဒီကနေပြီးတော့ကျွန်တော်တို့စဉ်းစားကြည့်တာပေါ့ဗျာဂျိုတူကနေပြီးတော့ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့ဒါအချက်လက်တွေပြီးရင်ကျွန်တော်တို့ UAV ရဲ့အချက်လက်တွေစင်းမြင့် drone တွေရဲ့အချက်လက်တွေရယူပြီးတော့ရခိုင်လက်နက်ကိုင်အဖွဲ့ AA ရဲ့ဒီရှိရဲ့နေရာတို့တောက်လျှောက်ကျွန်တော်အုပ်လိုက်ပြန်ကျဲနေတာပါကျွန်တော်အများနဲ့ပြောပါတယ်လေရင်လကားမပြန်ဘူးလေရင်လကားမပြန်ပါဘူးလေရင်တကာပြန်ဖို့အတွက်ဒီလေရင်ရဲ့ကျွန်တော်ပြန်တန်းတဲ့ဈေးတွေရှိပါတယ်73စီရှိပါတယ်ဘုံရဲ့ကျွန်တော်ကုန်ကြားဈေးရှိပါတယ်ဒီကုန်စားစရိတ်တွေတန်တဲ့နေရာကိုတန်တဲ့တိုင်းကျဲပါတယ်လက်ရှိတော့ကျွန်တော်အုပ်လိုက်ပြန်ပြီးပြင်းနေတာဖြစ်ပါတယ်ဒီကနေ့မှထပ်ပြင်းပါတယ်လင်းအုပ်လိုက်ပြင်းပါတယ်လာတူပါပဲကျွန်တော်ဇူလိုင်လ19ရက်နေ့ကတောင်ကုတ်မအီတန်တွဲနဲ့ပုံနှကျွန်းစတဲ့နေရာတွေမှာရှိတဲ့ရခိုင်လက်နက်ကိုင်ဖွဲ့ A ရဲ့စခန်းတွေကိုလည်းထပ်မှဘုံကျဲပါတယ်အဲ့မှာကျွန်တော်တန်တွဲမှာဆိုရင်တန်တွဲမှာကျဲခဲ့တဲ့နေရာကကျွန်တော်တို့ရဲစခန်းရဲ့ပြီးရင်ကျွန်တော်တရားရုံးဒီနေရာကိုဘုံကျဲခဲ့ပါတယ်ဘုံကျဲရတဲ့နေရာကကျွန်တော်တို့တရားရုံးရဲ့ရဲစခန်းရဲ့ပါအဲ့မှာတရားရုံးပါဗျာရခိုင်လက်နက်ကိုင်ဖွဲ့ A ရဲ့တရားသူကြီးကရုံးထိုင်နေတယ်အော်တရားရေးလုပ်ငန်းသူစီမံခန့်ခွဲတယ်ပေါ့ဗျာအော်ပြီးရင်ကျွန်တော်တို့တစ်ဖက်မှာလည်းရခိုင်လက်နက်ကိုင်အဖွဲ့ A ရဲ့သူရဲတပ်ဖွဲ့ပေါ့ဗျာသူတို့ရဲ့ရဲတပ်ဖွဲ့ပေါ့အဲ့ဒီအဖွဲ့တွေကလည်းအဲ့မှာရုံးထိုင်နေပါတယ်အဲ့မှာလက်ပတ်နေပါတယ်အဲ့ဒီနေရာကိုကျဲပါတယ်တော်တော်လက်ပါတယ်ဆက်ကျဲပါလိမ့်မယ်ဆက်လာပါလိမ့်မယ်အော်ရခိုင်လက်နက်ကိုင်အဖွဲ့ A ကိုပြောချင်တာကခင်ဗျားတို့ရခိုင်တိုင်းသားတွေဘယ်လောက်ကြံသေးသလဲခင်ဗျားတို့
လက်ရှိမှာရခိုင်တိုင်းသားတွေအတူတွေဖြစ်သွားကြပြီအပြက်တွေဖြစ်သွားကြပြီရခိုင်မှာရှိတဲ့ကျွန်တော်တို့အမျိုးသမီးဥယျာဉ်နဲ့အမျိုးသားဥယျာဉ်ကအမျိုးသမီးဥယျာဉ်တွေကများပြီးတော့အမျိုးသားဥယျာဉ်တွေကနည်းနေတယ်နေရတဲ့အကြောင်းအရာကျွန်တော်နိုင်ငံခြားကိုသွားပြီးတော့အလုပ်လုပ်တာတွေပြီးကျွန်တော်ရန်ကုန်မန်းလေးနေပြီးတော့မှလာပြီးတော့အခြေချတာတွေတိုက်ပွဲတွေကြောင့်အခြေချတာတွေရှိတယ်တိန်းတဲ့ကြီးကိုရှိတယ်တိန်းတဲ့ကြီးကိုရှိကြတယ်အဲ့တော့တိုက်ပွဲတွေကြာလာလေကျွန်တော်တို့ဒီထိခိုက်ဒဏ်ရာရရှိမှုများလာတယ်တေဆုံးတာတွေထိခိုက်ဒဏ်ရာရတယ်ဒါတွေတောက်လျှောက်တက်တယ်ဒီကိန်းနဲ့တောက်လျှောက်တက်လာတယ်တောက်လျှောက်ကိုတက်နေတာအဲ့တော့နောက်ပိုင်းမှာကျွန်တော်ရခိုင်တိုင်းရင်းသူတွေကဘယ်လိုဖြစ်ကြမလဲဇက်ပြတ်မသွားဘူးလို့တယ်ဇက်ပြတ်မသွားဘူးလို့တယ်ဒီတိုင်းဆိုရင်တော့ကျွန်တော်တို့ဇက်ပြတ်သွားနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ခင်ဗျားကြည့်လိုက်ဗျာတီဘောမင်းပါတော်မူတော့တီဘောမင်းနဲ့သူ့ရဲ့အနွယ်တော်တွေပေါ့ဗျာအနွယ်တော်တွေကျွန်တော်တို့ရေနာအိန္ဒိယနိုင်ငံရေနာကြီးကိုရောက်ကြတယ်ရောက်တဲ့အခါမှာနောက်ဆုံးခင်ဗျာတီဘောမင်းရဲ့ဒါမျိုးနွယ်တွေလည်းနောက်ဆုံးခင်ဗျာဒီမှာမြင်းနေနေတဲ့ညာဒီထဲမှာရှိတဲ့အိန္ဒိယနိုင်ငံသားတွေညာပြီးဇက်ပြတ်သွားတာပဲလက်ရှိခင်ဗျာအိန္ဒိယမှာရှိတဲ့တီဘောမင်းရဲ့အနွယ်တော်တွေကျွန်တော်ဇက်ပြတ်သွားပြီဇက်ပြတ်သွားပြီလာတူပါပဲကျွန်တော်တို့ရဲ့တမိုင်းမှာကျွန်တော်တို့ချစ်ရပါလေဆိုတဲ့ဘိုးကျောင်းအောင်ဆန်းလည်းမျိုးဆက်ပြတ်သွားပြီဘာကြောင့်လဲဆိုတော့ကျွန်တော်အခြားသူပါဗျတိုင်းတစ်ပါးသားကိုတွားယူတာပြဿနာမရှိဘူးတိုင်းပြည်ကိုဥဆောင်မဲ့သူတွေတိုင်းတစ်ပါးသားကိုတွားယူရင်ပြဿနာရှိတယ်ဗျမျိုးဆက်တွေပြတ်သွားပြီခင်ဗျားတို့ဟိုနတ်မောက်ကိုရောက်ရင်ခင်ဗျားတို့တွေ့ပါလိမ့်မယ်ဘိုးကျောင်းအောင်ဆန်းပြလိုက်ကိုတွေ့ပါလိမ့်မယ်အဲ့မှာခင်ဗျားတို့တွားကြည့်လိုက်ပါကပီးလေးရှိပါတယ်ကပီးရှိပါဘိုးကျောင်းအောင်ဆန်းရဲ့ကျွန်တော်အဖိုးတွေကျွန်တော်ဘိုးကျောင်းအောင်ဆန်းရဲ့ကျွန်တော်အဖိုးတွေသူ့ရဲ့ညီကိုတွေအကုန်ရေးထားတယ်အဲ့ဒီကကျွန်တော်တို့ဘယ်သူမွေးတယ်ပေါ့ဗျာစသဖြင့်မျိုးရိုးတွေရှိတယ်အဲ့မှာကျွန်တော်ဒေါအောင်ဆန်းစုကြည်မှလည်းရက်သွားတယ်ဒေါအောင်ဆန်းစုကြည်ဘယ်သူနဲ့အိမ်အောင်ကြတယ်ဒေါအောင်ဆန်းစုကြည်သားတွေကဘယ်သူတွေအဲ့ဒီကပါမလားခင်ဗျားတို့တွားကြည့်လိုက်ကျွန်တော်ပြောတာမဟုတ်ရင်တွားကြည့်လိုက်တိတ်အရေးကြီးတယ်ဗျမျိုးဆက်ကတိတ်အရေးကြီးတယ်တာမန်လူတွေကပြဿနာမရှိပေမဲ့ကျွန်တော်တို့ဒါနိုင်ငံနဲ့ပတ်သက်တဲ့သူတွေဆိုပိုအရေးကြီးတယ်ဗျဇက်ပြတ်သွားတယ်ပေါ့ဗျာအဲ့တော့ဘိုးကျောင်းအောင်ဆန်းမျိုးဆက်ကလည်းပြတ်သွားပြီဗျပြတ်သွားပြီတော်သူခင်ဗျားဟိုအမေရိကမှာဘလောက်ပဲអော်နေဒါကျွန်တော်တို့မျိုးဆက်မဟုတ်ဘူးကျွန်တော်တို့ဘိုးကျောင်းအောင်ဆန်းမြေးတွေမဟုတ်ဘူးမြေးတွေမဟုတ်ဘူးရှင်းလေးပဲဒါပဂတိအရှိတရားပဲနောက်ထပ်သင်ကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ရှမ်းမြောက်ဒေသလာရှိုးမြို့ရဲ့ဆယ်ရက်ကွက်အတွင်းမှာရှိတဲ့ကျွန်တော်တို့ကျေးဇူးရှင်ကုန်းစုံဆိုင်ကျေးဇူးရှင်ကုန်းစုံဆိုင်ကိုအလူချမ်းစီးခံလိုက်ရတယ်ဒီဆိုင်မှာနေထိုင်တဲ့ဒါညီမနှစ်ယောက်တပ်ဖြတ်ခြင်းခံရတယ်ဖြစ်စီရဇူလိုင်လ19ရက်နေ့ည8:00နာရီအချိန်ပတ်လက်လောက်မှာဖြစ်ပါတယ်တဲ့အသက်ခံတဲ့အမျိုးသမီးနှစ်ယောက်ကတယောက်က60တယောက်က40ညီမနှစ်ယောက်လုံးအသက်ခံရတယ်သူတို့နှစ်ယောက်ကအပြိုကြီးတွေပါတဲ့တော့လေဘင်းမှာအလောင်းမကြည့်တော့လေဘင်းမှာဒဏ်ရာတွေတွေ့ပါတယ်လက်ရှိတော့ကျွန်တော်တို့ကျိုးလူနဲ့သူကိုဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးပေါ့ဗျာလာရှိုးမျိုးရဲ့အခြေအနေကလည်းဒီလုံခြုံရေးနဲ့ပတ်သက်ရင်တော်တော်လေးကြက်မှတ်မှရမယ်ဗျာဘာကြောင့်လဲဆိုတော့ဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ဟိုတီဘောမင်းလက်ထက်လို့ဖြစ်တယ်တီဘောမင်းလက်ထက်ကိုလို့ဘာလို့ဖြစ်လဲဆိုတော့ဒီကျွန်တော်တို့ဇန်နဘူစာချုပ်အရတစ်ဖက်ကမြန်မာပိုင်နဲ့ဖြစ်တယ်တစ်ဖက်ကအင်္ဂလိပ်ပိုင်နဲ့ဖြစ်တယ်ပေါ့ခင်ဗျားတို့မြင်အောင်ပြောတာစာချုပ်အရအဲ့တော့ဒီမြန်မာဘင်ရဲ့ပိုင်နယ်အတွင်းမှာဒီအင်္ဂလိပ်လက်ထက်ရဲ့ပိုင်နယ်အတွင်းမှာနေထိုင်တဲ့သူတွေကမြန်မာဘင်ရဲ့ပိုင်နယ်အတွင်းကိုလာတယ်လာပြီးတော့ကျွန်တော်ခိုးဆိုးလူရက်တွေလုပ်တယ်လုပ်ပြီးတော့အင်္ဂလိပ်ရဲ့ပိုင်နယ်အတွင်းကိုရောက်သွားတယ်ရောက်တော့ဒီမှာရှိတဲ့သူကသွားပြီးအမှုစစ်ဆေးလို့မရဘူးသွားဖမ်းလို့လည်းမရအဲ့လိုဖြစ်နေတာလက်ရှိကျွန်တော်လာရှိုးရဲ့အခြေအနေကလည်းဒီလာရှိုးမျိုးပေါ် area ကိုတော့တပ်မတော်ကထိန်းချုပ်ထားတယ်ရဲလုပ်ငန်းဆိုင်တွေလည်းပတ်တယ်သို့တော်လည်းပဲအဲ့ဒီရဲ့အပြင်မှာကျွန်တော် MMD တို့ရှိတယ် MMD အဖွဲ့တွေထိန်းချုပ်ထားတယ်ထိန်းချုပ်တာတော့ကျွန်တော်တို့ဒီမှာဒီ MMD ထိန်းချုပ်တဲ့ area မှာရှိတဲ့သူတွေကဒီဘက်ကိုကျွန်တော်တို့ဝင်လာပြီးတော့သူတို့နေအိမ်တွေပြစ်မှတ်ထားတယ်တပ်ဖြတ်တယ်ပြတ်ပြီးပစ္စည်းတွေလူသွားပြီး MMD area တွေပြန်ဝင်သွားတယ်ဗျဝင်သွားတော့ကျွန်တော်တို့ဒီမှာရဲလုပ်ငန်းဆိုင်ရာတွေမှာလည်းတော်တော်လေးပြဿနာရှိတယ်ဗျဘာကြောင့်လဲဆိုတော့ထပ်လိုက်လို့မရတော့ဘူးဗျမျိုးပေါ်လောက်ဆိုတော့ကျွန်တော်တို့ချိတ်ဆက်ပြီးလိုက်လို့ရတယ်သို့တော်လည်းပဲကျွန်တော်တို့ MMD ဘက်ကိုသွားရင်လိုက်လို့မရဘူးဘယ်လိုပဲဖြစ်နေပါသေးကျွန်တော်တို့မျိုးပေါ်လုံခြုံရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ပြင်းပြထန်ထန်ဆောင်ရွက်ဖို့လိုတယ်ဗျပြင်းပြထန်ထန်ဆောင်ရွက်ဖို့လိုတယ်တစ်ဖက်မှာတော့ဟိုပြည်သူလူထုနဲ့ပတ်သက်ရင်တစ်ဖက်အုပ်စုတွေကဟိုလောင်းစားတွေနဲ့မြူဆွဲတာတွေဘီတွေဘားတွေနဲ့မြူဆွဲတာတွေအမျိုးမျိုးလုပ်နေကြတယ်ကျွန်တော်တို့ကသူတို့တဲ့မနှိမ့်တဲ့ဝန်ဆောင်မှုတွေကျွန်တော်ချပြဖို့လိုတယ်ဝန်ဆောင်မှုတွေပေးနိုင်ဖို့လိုတယ်ပြီးကျွန်တော်ပြည်သူလူလိုလာတဲ့မှတ်ပုံတင်စားတဲ့ဒီကျန်းမာရေးကဏ္ဍပညာရေးကဏ္ဍနိုင်ငံရဲ့ဝန်ဆောင်မှုရန်နေရတယ်ကျွန်တော်တို့ဟိုပြည့်စုံကပေးနိုင်ဖို့လိုတယ်တစ်ဖက်ကလည်းခင်ဗျာ promotion ဆင်းနေအကြီးကြီးပဲကြောက်စရာလမ်းစရာကော promotion ဆင်းနေတာဒါကတော့ကျွန်တော်တို့ view site ဖို့လိုတယ်ဗျဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့မျိုးလုံခြုံရေးနဲ့ပတ်သက်ရင်တော့ပြင်းပြထန်ထန်ဆောင်နိုင်ဖို့လိုတယ်အဲ့လိုမှမဟုတ်ရင်ကျွန်တော်တို့ဒီသတင်းတွေကတကယ်လဲကြားမကောင်းပါဘူးကြားမကောင်းဘူးတစ်ဖက်ကိုကျွန်တော်နားလိုက်တာတကယ်လဲဒီလိုမျိုးကျွန်တော်တို့ဒါတရားခံကိုဖော်ထုတ်တဲ့အခါမှာလည်းအကန့်အသတ်တွေရှိပါတယ်ဒါလည်းအရှိတရားပါပဲအရှိတရားအကြောင်းကြီးကကျွန်တော်ခုနရှေ့ရတင်ပြသလိုပါပဲအဲ့တော့ရန်နဘူစာချုပ်ရအင်္ဂလိပ်လက်ထက်မှာရန်နဘူစာချုပ်ရတစ်ဖက်ကကျွန်တော်တို့အင်္ဂလိပ်ပိုင်နဲ့တစ်ဖက်ကဗမာပြည်ပိုင်နဲ့အဲ့တော့ဒီအင်္ဂလိပ်ပိုင်နဲ့ကတခုချိုးပိုးတွေကဒီဗမာပိုင်နဲ့တော့လာကြော်လာတယ်လာပြီးတော့ခင်ဗျာလူလက်ဖြုတ်ဖြတ်ပြီးတော့ဓမြတိုက်ပြီးတော့ဒီဘက်ကိုပြန်ပြေးတယ်အဲ့လိုတွေရှိပါတယ်ဒါကျွန်တော်သဘောတရားပြောပြတာပါတိုးတော်လည်းပဲကျွန်တော်ရှမ်းမြောက်ရဲ့အခြေအနေကတော့ကျွန်တော်တို့နိုင်ငံရေးကတိုက်ထုတ်ရမယ့်နေရာတွေပါပဲလက်ရှိဆိုလဲကျွန်တော်တို့ဒီ TNL ဆိုလဲဒါငြိမ်းချမ်းစကွဲဝိုင်းပေါ်ရောက်လာပြီကျန်တဲ့အဖွဲ့တွေဘယ်အဖွဲ့တွေဆက်လာမလဲဆိုတော့ကျွန်တော်တို့ဆက်ကြည့်ရမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်